နာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချမယ်ဒါရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတွေကစားပွဲဘောင်းနဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပင်ချင်းပွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကဘုံနဲ့စကုံဒီမှာတဲ့လက်တုံးချမ်းပြည်ရဲ့ဒီရုပ်ရတဲ့လုံးထိတ်တိုင်းကိုတွေ့တဲ့ဘာသာနေနဲ့ညညီညူတဲ့ညထိတ်တိုင်းကိုတွေ့တဲ့ဘာငါကြီးတဲ့သာသာတည်သူနဲ့ကြွငင်းငိုင်းလို့ဆွေးမဲ့သာသာတဲ့လေဘာငါကြီးသူတန်ကြလူနဲ့ညီဒီကူပြန်လာဒီလာမင်းကြီးစုခံစားရွှေရောင်ကောင်းကင်အောင်လာလွင်တင်ကဘာကိုပြချင်တဲ့ငါတွေရဲ့ပွင့်မြမရဲ့စိတ်နဲ့ကြုံလာလိုက်တဲ့ငုံကြပေးဖဲလာချိုးစားကြမယ်ရှုံးပေးနေမှာမင်းချင်မှာဆွေးမရှော်တဲ့ဘာနဲ့ကစိတ်ချိုးနေမှာအပီးတဲ့တို့ရဲ့စိတ်ချင်မင်္ဂလာပါကိုဟုတ်ကဲ့ခုလိုမျိုး Mr. Light ကိုအချိန်ပေးပြီးတော့ interview ဖြေပေးတဲ့တော့ကျေးဇူးတင်ပါတယ်မြပြီးတော့ပြီးခဲ့တဲ့မြန်မာ New Year Cup Champion အတွက်လည်းဂုဏ်ယူပါတယ်လို့ပြောပြရစီကျေးဇူးတင်ပါတယ်ကိုထမ်းလိုက်ဟုတ်ကဲ့ဒီမျိုးအချိန်ယူပြီးတော့လာရောက်ပြီးတော့မြင်မြင်တဲ့အတွက်လည်းမိခ FC ကိုစားနိုင်ကျေးဇူးတင်ပါတယ်ဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်အနဲ့အတူတူပေါ့ဒီဘောလုံးချစ်ဝါသနာပြည်သက်များလည်းသိအောင်ပေါ့မိခအသင်းဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းလေးနဲ့ဒီအောင်မြင်မှုမှတ်တမ်းလေးဒီကိုသိလို့ရအောင်ဒီနဲ့အတူတူဒီဘောလုံးပြည်သက်တွေလည်းမျှဝေလို့ရအောင်ပြောပြပြီးပါဦးခင်ဗျာတမိုင်းကြောင်းဆိုရင်တော့ကိုတို့ဒီအာလီ2000လောက်ကစတော့တော်တော်ရှိတယ်ပေါ့တကယ်ကြတော့ကိုတို့ဒီမိခကိုလူတွေသိကြတာတော့ဒီမှာပေါ့2004ဆိုပြီးတော့လူတွေသိကြတယ်ဒီမှာ20ကျော်20ကျော်သွားပြီဒါပေမဲ့တကယ်ကြတော့ကိုတို့ဒီအတင်းရှိနေကြတာ20ပါ20နဲ့3နှစ်4နှစ်လောက်ရှိတယ်ပြောရမှာဆိုကိုတို့ဘယ်ကနေဘယ်လိုစပြီးတော့ဖြစ်ထီခဲ့လဲဆိုလို့ရှိရင်မိခမဖြစ်ခင်ကိုအားရနေလို့စပြောရတာနော်မိခမဖြစ်ခင်မှာကိုတို့ကစင်ကာပူရောက်တော့ဒီလိုတကြတဲ့အတိုင်းပဲကိုဘိန်းရှိမယ်ကိုကောင်းရှိမယ်ကိုတို့အခုဒီမှာချန်နေသေးခဲ့တဲ့ဒီမိခနဲ့ဆက်လက်ရှိနေခဲ့တဲ့ညီကိုတွေပေါ့နော်နောက်တစ်ယောက်ကိုတို့ရဲ့မျိုးဆက်တစ်ပေါ့အဲ့ချိန်တော့သူကတော့မျိုးဆက်တစ်လို့ပြောလို့ရတာပေါ့သူကကိုတို့ထဲမှာအငယ်ဆုံးဟိုရှမ်းလေးဆိုတော့ရှိတယ်ဒီလိုမိနဲ့မိနဲ့ဟုတ်ကိုရှမ်းလေးတော့ကောင်းကောင်းသိတယ်အဲ့တော့ကိုတို့ဒီအဲ့ပုတ်ကိုတွေပေါ့ကွာအခုဆိုရင်တော့ကိုတို့အသက်တွေအကုန်လုံး50နောက်ကပ်သွားပြီဆိုတော့ပုတ်ကိုတွေလိုပဲပြောရတော့ကိုတို့တငယ်ချင်းတစုကဘောလုံးချစ်ခင်ကြတယ်ဘောလုံးငယ်ချင်းတစုပေါ့ဘောလုံးကန်ချင်တယ်ဒါပေမဲ့အဲ့ဒီတော့ကိုတို့ကဒီအဘိန်းဆိုတာလဲကိုတို့မသိအဲ့ဆိုတော့လဲအဘိန်းဆိုတာလဲမရှိသေးဘူးသူ့နာမည်အရင်မဲ့ကိုတို့ကသိကြဒါပေမဲ့ကိုကောင်းတို့ဘာလို့ဆိုတာကိုတို့တယောက်နဲ့တယောက်သိကြတဲ့လူတွေမဟုတ်ဘူးဒါဆိုရင်အကိုတို့ကဒီတငယ်ချင်းအစုဖွဲ့ကနေဘောလုံးကန်တာမဟုတ်ဘဲနဲ့ဘောလုံးကန်ပြီးမှတငယ်ချင်းဖြစ်လာတာဘောလုံးအတင်းတင်းကြောင့်တငယ်ချင်းအစုဖွဲ့ဖြစ်သွားတယ်ဟုတ်တယ်အကိုတို့အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကိုတို့ကဘောလုံးကန်ကျင်တော့ဘောလုံးအတင်းအကွင်းတကွင်းကိုတို့အမြင်ငှားတာဒီ bread ထဲမှာအဲ့ဒါလည်းကိုရှိရနေစတာမဟုတ်ဘူးကိုတို့ကလည်းကန်ကျင်လို့လိုက်ရှာရေးကနေပြီးတော့အဲ့ဒါကိုသွားတွေ့တာသွားတွေ့တဲ့ခါကျတော့အဲ့ bread ထဲမှာ bread အခုတော့ဟိုပါပေါ့ဒီ Raffat Girls School ပေါ့အဲ့ Raffat Girls School ကအရင်တော့ bread secondary school အဲ့ bread secondary school မှာမြက်ကွင်းပဲအရင်တော့မြက်ကွင်းနေပဲရှိတာဟုတ်ကဲ့အဲ့မြက်ကွင်းကွင်းပြစ်အဲ့ကွင်းကိုဘောတော့ Sunday ညနေတိုင်းကိုငှားထားတယ်အဲ့တော့ငှားထားတော့ကိုကဘာလို့လဲဆိုတော့အဲ့တို့ဗမာတွေဘောလုံးကန်လို့ရဟုတ်ကဲ့အဲ့ဗမာကိုတို့ရဲ့ဒီနေ့စီနီယာကြောက်နေကိုတွေပေါ့သူတို့ကငှားထားပြီးတယ်အဲ့တော့ငှားထားပြီးတော့ကိုတို့ကအမြဲတမ်းကန်ကျင်တဲ့လူအဲ့ကိုသွားဗမာတွေကအဲ့ချိန်တော့ဆိုလို့ရှိရင်ကိုတို့မဖုံးဆိုတာလည်းမရှိဘူးမန်နေဂျာဆိုတဲ့လူတွေတော့ပေဂျာဆိုတာမျိုးပဲသုံးမှုတယ်မင်းတို့တော့ကြုံလိုက်မှာမဟုတ်ဘူးသူပေဂျာဆိုတဲ့ဟာမျိုးကမင်းကိုဆက်သွယ်ခြင်းတဲ့လူကအဲ့ပေဂျာဆိုတဲ့ဆက်ကလေးတစ်ခုကိုဖုန်းနံပါတ်ရိုက်ပြီးထည့်လိုက်တယ်အဲ့ပေဂျာနံပါတ်ပေါ့နော်အဲ့ပေဂျာမှာသူကနံပါတ်လာပေါ်တယ်နံပါတ်လာပေါ်လို့ရှိရင်သူက public phone သွားပြီးတော့အဲ့ကိုလာခေါ်တဲ့နံပါတ်ကိုပြန်ခေါ်ရတယ်အဲ့ခေတ်တော့ညီတို့မမီသေးဘူးပေါ့ဟိုဒါကဟိုပေါ့နော်ကုမ္ပဏီတစ်ခုရဲ့ manager လို့လူမျိုးတောင်မှပဲတကယ် manager လိုမျိုးတကယ်ဂျာတူကြီးပုံပုံမျိုးတောင်မှပဲအဲ့လိုဟာမျိုးမရှိဘူးဖုန်းဆိုတာမရှိတော့အဲ့ဒါကြောင့်မလို့ကိုကဒီကွင်းကွင်းငှားထားတာပြတဲ့မှာဟုတ်ကဲ့အဲ့တော့ဗမာတွေဘယ်သူဆိုကန်ရင်တဲ့လူတွေတော့ကန်ကြတယ်အဲ့မှာကိုကတယောက်နဲ့တယောက်ပြီးကြတယ်အဲ့တော့မှကိုရောကိုကောင်းလို့ဆိုတော့လေပြေးလာတယ်ဒါပေမဲ့ကိုကောင်းတို့အဘေးတို့ကြတော့သူတို့ကြတော့ဆောင်နေရမှနေကြတယ်ဆောင်နေမှနေကြသူတို့ကအကိုတို့ကြတော့သူတို့ကဘူလမ်းမှနေတယ်ကိုတို့ကကီလိုကပ်ပါအဲ့
အဲ့ခါကျတော့ကြောင်းတဲ့တယောက်လည်းမသိကြဘူးအခင်လည်းမခင်ကြဘူးဘောလုံးဝင်းတို့ရောက်တော့မှအော်ဒီလူတွေရှိပါလားဆိုပြီးတော့အဖေအောင်တင်ခုဖြစ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုအဲ့မှာအဲ့တော့နောက်ပြောရမယ်ဆိုရင်ဒီမှာအတင်းနဲ့တင်းရှိတယ်ကိုလိုအတင်းမရှိဟုတ်ပဲနဲ့ဒီမှာအတင်းနဲ့တင်းရှိတယ်အဲ့ဒါဘာနဲ့တင်းလဲဆိုလို့ရှိရင်ဝဟတ်ကမ္ပဏီကထောင်ထားတဲ့ဝဟတ်ဆိုတဲ့ကမ္ပဏီကအတင်းတင်းရှိတယ်ကပဲဆိုတဲ့အတင်းတင်းရှိတယ် ကပဲကအဲ့နေရရှိနေတာပေါ့ အဲ့တုန်းကကပဲဆိုတာရှိတယ် ကျွန်တော်တို့ဒီ2010နောက်ပိုင်းမှာလဲ2010လောက်မှာကျွန်တော်ကပဲကိုမိတော့မိတယ်အဲ့တော့လည်းအတင်းကောင်းတစ်တင်းနဲ့ကပဲရ ဟုတ်တယ်အဲ့တုန်းကတော့ကောင်းတာတော့ဝဟတ်ကတော့ကောင်းတယ်ပေါ့နော်ကပဲလည်းကောင်းတဲ့တင်းနဲ့မှာပါတယ်ဒါပေမဲ့ကိုတို့ကြတော့ညွန်ပေါင်းလို့ဖြစ်နေပေါ့ ။အော်ဒါဆိုရင်ဒီမြန်မာဘောလုံးအသင်းတွေထဲမှာဆိုရင်ပေါ့ဒီနှစ်သင်းက ဒီတင်းနဲ့ပို့ပြီးတော့ ဒီနှစ်သင်းကဒီစင်ကူမှာပထမဆုံးလိုမျိုးပေါ့ဟုတ်ကဲ့အဲ့ဒါလည်းညီတို့မသိတဲ့အချက်ပေါ့နော် ပညာကြ ညီတို့မမီလိုက်ဘူးဒီချက်တွေ အဲ့ချိန်မှာကိုတို့ကညွန်ပေါင်းတင်းလို့ဖြစ်တယ်ညွန်ပေါင်းတင်းဆိုတော့ကိုတို့ကအနေနဲ့ဆိုစင်ကာပူအနေနဲ့ရက်ကပေါ့နော်လူတွေလာကြတယ်သူကကပဲတို့ဒီဝဟတ်တို့ကြတော့သူက company ကိုကိုစားပြုတဲ့အတင်းလို့ဖြစ် ဟုတ်ကဲ့ အဲ့တော့အပြင်လူဝင်ကန်လို့မရသူတို့ကတော့အချင်းအဲ့အပြင်လူတွေကန်ဖို့အတွက်ကြတော့အတင်းတင်းကလိုအပ်လာတဲ့အခါကျတော့အဲ့ရနေပဲဒီအတင်းဆိုဖြစ်လာတယ်လို့ပြောလို့ရတယ် ဟုတ်ကဲ့ အဲ့ဒီအချိန်မှာမှဘာကပေါ်လာလဲဆိုရင်2003ခုလောက်မှာ2003ခုလောက်တော့မှဒီ Inter ASEAN ကမ်းမယ်ဆိုပြီးတော့ဒီလူကြီးတွေပေါ့နော်အာဆီယံတန်ယုံကလူကြီးတွေကဟိုကလောက်ကြတယ်သူတို့အစီအစဉ်တစ်ခုလောက်ကြတယ်ချစ်ချီရေးပေါ့ ကျွန်တော်တို့မြန်မာတန်ရုံး မြန်မာတန်ယုံက ဟုတ်ကဲ့ မြန်မာတန်ယုံက organize လုပ်တာတော့မဟုတ်ဘူးတန်ယုံတွေအကုန်လုံး organize လုပ်တာ ဟောဟုတ်ကဲ့ဟုတ် ဟို ကဲ့ ထိုင်းတန်ယုံဖိလစ်ပင်တန်ယုံအကုန်လုံးပေါ့နော် ဒီတန်ရုံးနေစူပေါင်းပြိုင်ပွဲလို့ သူပေါ်ပြိုင်ပွဲပြီးတော့သူကပြိုင်ပွဲတစ်ခုကျင်းပတယ် ဟုတ်ကဲ့ ကျင်းပတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ပင်နဆူလာမှာသူတို့ကဘောလုံးသမားတွေလို့ရှိတယ်ဒီအတွက်ဆိုပြီးတော့ခေါ်လိုက်ကြတယ်ခေါ်လိုက်ကြတော့ကိုတို့ကသွားပြီးတော့အရွေးခံကြတာပေါ့ကွာအရွေးခံတဲ့အခါကျတော့အတင်းတင်းဖွဲ့စည်းလိုက်တယ်အတင်းကိုမြန်မာတန်ယုံကိုစားပြုအတင်းဗမာကိုစားပြုအတင်းဗမာစင်ကာအလုပ်လုပ်နေတဲ့ဗမာနိုင်ငံသားတွေကိုစားပြုတဲ့အတင်းဆိုပြီးတော့ထိုင်ရောက်တယ်တို့နောက်ပြီးတော့စင်ကာပင်နဆူလာမှာရှိတဲ့ကုန်သေးကြီးများအတင်းကနေပြီး sponsor ပေးတယ် ဟောဟုတ်ကဲ့ကုန်တယ် အဲ့မှာဆိုလို့ရှိရင်တော့တော်တော်လေးဝေးကြီးရတာတောင်းတင်းတာပါကွာဟုတ်လို့ရဒီပင်နဆူလာကြီးတစ်ခုလုံးကအဲ့တော့ sponsor ပေးတဲ့ခါကျတော့ဒါပေမဲ့ကိုတို့အတင်းကလည်းလူညံ့ညံ့ဆဆမပါဘူးတယောက်နှစ်ယောက်ပဲပါအဲ့ထဲမှာအဲ့လိုတယောက်နှစ်ယောက်ပါတယ်အဲ့အတင်းကိုတို့ပြိုင်ကြတယ်ကိုတို့အတင်းဆိုကိုတို့ဒီရှိနေတဲ့ဒီပြတဲ့မှာခံနေတဲ့အတင်းကနေ အပျော်တန်းအသင်းလေးကနေ တယောက်နှစ်ယောက်လေးပဲပါ တန်ရုံးရဲ့ပြိုင်ပွဲဝင်အသင်းကိုဝင်ပြိုင်တဲ့ချိန်မှာတယောက်နှစ်ယောက်ပဲပါတယ် ပါလိုက်တယ် ဟုတ်ဟုတ် အဲ့ဒါပေမဲ့ကိုတို့အစုပ်ခွဲဖြစ်တယ်23ယောက်ရွေးချယ်လိုက်တယ်တန်ရုံးကနေပြီးတော့ရွေးချယ်ပြီးတော့ကိုတို့အသင်းကပထမရတယ်အဲ့ဒီအာဆီယံပြိုင်ပွဲတွေဒီထိုင်းတို့ဖိလစ်ပင်းတို့မလေးရှားစင်ကာပူ အာဆီယံတန်ရုံးပေါင်း အာဆီယံတန်ရုံးပေါင်းစုံမှာပထမရတယ်ဗမာအသင်းကကိုတို့ပထမရတယ်အဲ့တော့ကိုတို့ဗမာကန်လဲဆိုလို့ရှိရင်အခုတော့မရှိတော့ဘူးဟိုအရင်တော့ဒီဗာလဲ Commonwealth MRTB နာမှာ Queen ရှိတယ် ဟုတ်ကိုယ်က MRT အောက်မှာကျွန်တော် ဘေးမှာ ဒီမနက်ပိုင်းအားကစားလုပ်တဲ့ခွင်အဲ့ခွင် အဲ့ Queen မှာကန်ရတယ်အဲ့တော့နောက်ပြီးတော့ကိုတို့ဒီ Queenstown Stadium တို့ဘာလို့ဒီမှာကိုကန်ခဲ့ရတယ်ဗောနော်အဲ့ချိန်တော့အဲ့မှာပထမရခဲ့တယ်ပထမရပြီးတဲ့အခါကျတော့လေသူတို့ဆက်ပြီးတော့ထားသေးတယ်အဲ့အသင်းကိုဆက်ထိုင်းကနေပြီးတော့နောက်ပိုင်းမှာကြာလာတဲ့ခါကျတော့ကွာနည်းနည်းပေါ့သွားပြီးတော့ပြတ်သွားတယ်ပြတ်သွားသလိုဖြစ်သွားတဲ့အချိန်မှာကိုတို့ကအဲ့ဒီရှိနေတဲ့လူတွေကိုဒီ brother မှာကန်နေတဲ့အစုအဖွဲ့ရနေပြီးတော့ဆက်ယူလိုက်တယ်ငါတို့ကဒီအသင်းရှိတယ်ဟဲ့ငါတို့ကလာကန်ကြဆိုတဲ့သဘောမျိုးနဲ့ဆက်ယူလိုက်တဲ့ခါကျတော့ဒီမေခါမဖြစ်ခင်လေးမှာဒီအသင်းညွန်ပေါင်းအသင်းလိုဖြစ်သွားတယ်ဟုတ်ကဲ့အဲ့အချိန်မှာမင်းဒီကပဲတို့ဝါဟတ်တို့ကကိုတို့မနိုင်တော့ဘာဖြစ်လဲဆိုတော့ကိုတို့ကညွန်ပေါင်းလိုဖြစ်သွားတယ်ကိုတန်ရုံးကအခြေခံလိုက်တဲ့အသင်းတစ်သင်းတကယ်အစင်မှာရှိနေမြဒီလူတွေက စားကောင်းသမားတွေကိုရွေးချယ်ပြီးတော့ဖွဲ့စည်းရင်းနဲ့ ဖွဲ့စည်းထားတဲ့အသင်းအဲ့အသင်းကတန်ရုံးကဒီပုံသိမ်းမြတ်အသင်းကမလုံနိုင်တော့တဲ့အချိန်မှာကိုတို့ကဆက်ယူလိုက်တဲ့ ဒီအကောတို့အပျော်တန်းအသင်းလေးနဲ့နှစ်ခုပေါင်းလိုက်တော့ နှစ်ခုပေါင်းလိုက်ပြီးတော့ အသင်းတစ်သင်းဖြစ်သွားတယ်ဒါပေမဲ့အဲ့ချိန်တော့မေခဆိုပြီးနာမည်ပေးခဲ့တယ် အဲ့ချိန်တော့လည်းကိုတို့ကမေကဆိုပြီးတော့မရှိသေးဘူးကိုတို့ဒီလိုပဲသွားကန်နေကြတာစမ်းနေဆိုရင်ပြောကန်နေကန်ပြီးအခုလိုပဲကွာတတိယပိုင်းရှိတယ်တတိယပိုင်းမှာတောက်ကြစားကြတယ်တတိယပိုင်းမှာကိုတို့စတုဒ္ဓပိုင်းမှာရှိသေးတယ်အဲ့ချိန်တော့စတုဒ္ဓပိုင်းကျတော့ဘယ်သွားလဲဆိုတော့ကိုတို့အော့ချက်တာဝါသွားအဲ့တော့ bread နဲ့ အော့ချက်နဲ့ကတ်နေတာဟုတ်ကဲ့အော်ချက်တာဝါသွားတယ်အဲ့မှာ clap တက်တယ်ဗာတက်တယ်ညာတက်တယ်အဲ့လိုပေါ့စတိုးတာပိုင်းဆိုတာရှိသေးတယ်အဲ့ဒီဟုတ်ကဲ့ဒါကတော့ဟိုလမ်းကြောင်းမျိုးပြတာဟောပါဟုတ်ကဲ့ကိုပြီးတော့အဲ့နောက်ပိုင်းကျတော့ဗာဖြစ်သွားလဲဆိုတော့အဲ့ရနေမှာဒီမေခအသင်းမှာ
ကောင်းတဲ့ကစားသမားတွေကိုဒီဗမာကစားတဲ့ကစားသမားတွေစားလုံးအတင်းတင်းလာခေါ်သူတို့က league ကန်နေတာ ESP ဆိုတဲ့ league တစ်ခုကန်နေတာသူတို့ကဗမာတွေဘောလုံးကန်တဲ့တာတည်တယ်ဘောလုံးကန်တာလေကောင်းတယ်ဆိုတော့တည်တဲ့ခါကျတော့သူကအဲ့မှာဒီမေခရဲ့ဘောလုံးသမား4-5ယောက်ပေါ့5ယောက်6ယောက်လောက်သူကလာခေါ်တဲ့ကောင်းတဲ့လူတွေကခေါ်တဲ့အချိန်မှာတွားကစားကြတယ်အခုခေတ်လူငယ်တွေလို့ပေါ့အမေရိကမှာလည်းကန်တယ်ဟိုမှာလည်းကန်တယ်အဲ့တော့ဟိုမှာသွားကန်တော့ချန်ပီယံတော့ division မှာ4မှာစကန်တော့ချန်ပီယံဖြစ်တယ်ပေါ့ ESPN ဆာမှာသူက ဒါဆို ESPN နဲ့စင်ကူမှာအရင်တော့နာမည်ကြီးပဲ အရင်တော့နာမည်အရင်ကြီးတယ်သူကတိတ်ချေချာကိုသူကလောက်တာ lead dealer ဆိုတဲ့ English တယောက်ကနေပြီးတော့ organize site လုပ်ပြီးတော့လုပ်တယ်အဲ့ ဟုတ်ကဲ့အဲ့ဒီခါကျအဲ့မှာဆိုလို့ရှိရင်ကွာအထားလိုက်တော့ဗောနော်ကိုပြောချင်အဲ့ဆာလုံးတင်းကလာခေါ်တယ် site kit ဆိုတဲ့အတင်းလာခေါ်တယ်အဲ့တင်းကလာခေါ်တော့တချို့ကစားသမား6ယောက်လောက်ပါသွားတယ်ပါသွားပြီးတဲ့အချိန်မှာချန်ပီယံဖြစ်တယ်ချန်ပီယံဖြစ်တော့ကိုကစဉ်းစားတယ်ကိုမိခင်တင်းကိုပြန်လာတဲ့အချိန်မှာစဉ်းစားတယ်ငါတို့လည်းဘာလို့အဲ့မှာကန်လို့မရမှာလဲဒီမှာကန်နေမဲ့တူငါတို့အဲ့မှာကန်ကြမယ်ကန်ကြရင်တော့ဒီတိုင်းတော့မဖြစ်တော့ဘူးငါတို့နာမည်ပေးရမယ်အတင်းကိုလည်းနာမည်ပေးရမယ်အတင်းကိုလည်းဒီတက်ပို့ပြီးတော့ဟိုအတင်းတင်းနဲ့တူအောင်ငါတို့ပြည်ပြီးမှရတော့မယ် စူဖဲမှုရောအကုန်လုံးပေးကြတယ်အဲ့နာမည်ပေးတာပါတယ်လဲဆိုတာ2004ခုနှစ်မေခရဲ့အရင်ဖြစ်ခဲ့2004ခုနှစ်မှာမေခဆိုပြီးတော့ဖြစ်ဖို့အရင်စတင်နေတဲ့အချိန်ဟုတ်ကဲ့အဲ့2004ခုနှစ်ဖြစ်သွားတယ်ဘလို့ဖြစ်တည်လဲဆိုတော့မေခလို့ဆိုပြီးတော့ပေးခဲ့ရတဲ့ဒီရွချက်လည်းရှိတယ်အဲ့ဒါလည်းကိုပြောမှရတယ်နော်မေခလို့တော့မရဘူးဟုတ်ကဲ့ခုနကကိုပြောသလိုပေါ့ကွာကိုတို့ကဒီဗမာတွေကိုစားပြုချင်တယ်ဗမာစင်ကုန်ရောက်နေတဲ့ဗမာနိုင်ငံသားအားလုံးပါဝင်ပတ်သက်ပြီးတော့ relax လုပ်လို့ရအောင်ဆိုပြီးတော့ဖြစ်စေခြင်းတဲ့အတွက်မေခဆိုပြီးတော့ဖွဲ့လိုက်တယ်ဒါပေမဲ့ပြောမှာမေခဆိုတာကချင်ပြည်နယ်အမြင့်မေခနဲ့ဗမာတွေနဲ့ပါဆိုင်နေဆိုပြီးမေးကြတယ်လားရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အရေးကြောက်ပြောတယ်အဲ့အားကိုပေးခဲ့တဲ့ဒီရွချက်ကကိုတို့ကမေခဆိုတဲ့မြစ်ကလေးသေးသေးလေးကနေပြီးတော့မြန်မာနိုင်ငံတနိုင်ငံလုံးကိုသွေးတောက်မြန်မာနိုင်ငံတစ်လုံးရဲ့သွေးတောက်ရည်မြစ်ဖြစ်တဲ့ ARD မြစ်ကြီးဖြစ်စေချင်ဟုတ်ကဲ့ကို ARD မြစ်ကြီးဖြစ်စေချင်အဲ့တော့မှအားလုံးပါဝင်ပတ်သက်လို့ရအောင်ဒါဆိုလိုရင်းကပေါ့ကျွန်တော်တို့အရင်ဘယ်လိုပြောမလဲအရင်တော့မိခတေးသေးလေးကနေခုအောင်မြင်တဲ့မိခကြီးဖြစ်ပေါ်လာတဲ့အရင်ခံလေးပေါ့နော်နာမည်ပေါ့ကိုတို့ဖြစ်စေချင်တဲ့ဟာအခုမြန်မာနိုင်ငံသားအားလုံးပါဝင်ပတ်သက်စေချင်တာအခုလိုမြန်မာအသင်းတွေရိုင်းပေါ်လာလိမ့်မယ်လို့လည်းမျှော်လင့်အရင်တော့ကလည်းဟုတ်ကဲ့ကျွန်တော်တို့ဒီအစောပိုင်းနေကာလတော့လည်းမြန်မာတွေအရန်နေတော့ဘောလုံးကန်တဲ့သူလည်းအရန်နေတော့ဟုတ်တယ်အကိုတို့ဒီရဲ့စိတ်ကူးစိတ်တန်လေးကငါတို့ဒီမှာအခြေချပြီးတော့မြန်မာနိုင်ငံသားအကုန်လုံးကန်လို့ရမယ်အတင်းမိခဆိုပြီးတော့မိခကနေမှတစင်ချင်းစီတက်ပြီးတော့ဒီအောင်မြင်တဲ့ဖြစ်လာဖြစ်စေချင်တာပေါ့ကွာ AR ပဲလို့လဲတောင်းမယ်လို့လဲစိတ်ကူးရှိခဲ့သလားတော့ကိုတော့ကိုမမှတ်မိတော့ဒါပေမဲ့ဖြစ်ချင်တာတော့ကွာငါတို့ဒီချိန်မှာတော့တေးသေးလေးပဲဒါပေမဲ့နောက်ချိန်ကျရင်ငါတို့မြန်မာနိုင်ငံသားအားလုံးကိုစားပြုပြီးတော့ဟိုလုပ်လို့ရမယ်အတင်းတင်း AR ဆိုတဲ့မြေကြီးဖြစ်စေချင်တယ်ဆိုတော့ဒီစိတ်ရင်းစိတ်ကန်နဲ့အဲ့နာမည်ကိုပေးခဲ့တာဟုတ်ကဲ့အဲ့ဘာမှပေးခဲ့လဲဆိုတော့ကိုတို့ဒီဗရက်တဲဟိုကပြောသလိုကိုတို့ရဲ့အိမ်ကွင်းကဗရက်တဲဖြစ်တဲ့အတွက်ဗရက်တဲကနေပြီးတော့တက်လိုက်လို့ရှိရင်အမကန်တင်းလေးတစ်ခုရှိတယ်အဲ့ကိုတို့ထိုင်နေကြကန်တင်းလေးတောင်လေးမှာပဲအဲ့နေရာလေးမှာပဲတို့ဒီဆင်းရောက်ငါတော့ဒီလိုမျိုးစိတ်ကူးရှိတယ်အဲ့ဘလို့ကြည့်ရတယ်ဟာโอเคကောင်းနေရအောင်စိတ်ကူးဆိုပြီးတော့အဲ့ဖြစ်လာအဲ့မေကနေပြီးတော့ AR ဖြစ်ကြအဲ့ဒီမှာတော့နောက်တဲ့3-4-5နှစ်လောက်ဆိုမှ AR ဆိုပြီးအတင်းတင်းပေါ်လာသေးတယ်သူတို့ကလည်းမေခရှိနေလို့သူတို့ကလည်း AR ဆိုပြီးပေးတာအခု AR မဟုတ်ဘူးအဲ့ချိန်လုံးတွေက AR ဆိုတာတင်းရှိသေးတယ်အဲ့အတင်းတီတောင်တဲ့လူလည်းအခုသိတယ်နာမည်တော့မမှတ်မိတယ်ပေါ့နော်ကျွန်တော်တို့တော့2000ဘလောက်ကလည်းအဝါလောက်ပေါ့15-16လောက်က AR ဆိုပြီးတော့ကုမ္ပဏီပြိုင်ပွဲမှာအတင်းပေးပြီးတော့ကျွန်တော်တို့ရှင်ပြိုင်လိုက်သေးတယ်ဘာပြောပေါ့ကွာမေခရှိတဲ့အတွက် AR ဆိုတာလည်းသူတို့ဘယ်လိုသဘောရနေပေးလဲတော့မသိဘူးပေါ့ကွာဒါပေမဲ့အကြောင်းတစ်ခုတော့တိုက်ဆိုင်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကိုအခုကိုတို့အဲ့ဟုတ်ပြီအဲ့ရနေပြီးတော့ခုနအောင်မြင်မှုပေါ့အောင်မြင်မှုတိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့အဲ့မှာ2004မှာကိုတို့မေခဆိုတာဖြစ်လာပြီဟုတ်ကဲ့ကိုတို့လည်းဒီ site kit ဆိုတော့သွားမကန်တော့ဘူးကိုချင်းချင်းပဲစီစီရောငါတို့ဝင်ကြမယ်ဆိုပြီးတော့ကိုတို့ဝင်ကန်ကြတယ်ဟုတ်ကဲ့ဝင်ကန်ရတဲ့အချိန်မှာလည်းကိုတို့လည်း division 4ကနေစတယ်သူအောက်ဆုံးက division 4ပဲဟုတ်ကဲ့ division 4မှာစတော့ကိုတို့Division 4မှာချန်ပီယံဖြစ်တယ် ESP ဇာမှာဟုတ်ချန်ပီယံဖြစ်တယ် Division 3မှာလည်းချန်ပီယံဖြစ်တယ် Division 2မှာလည်းချန်ပီယံဖြစ်တယ် Division 1ကျတော့ကိုတို့မဖြစ်တော့ Division 1ကျတော့ second လားပဲမသိဘူးရတော့တယ်အဲ့ဒါကတော့ဟိုကိုတို့ရဲ့ဒီဟိုမှာကန်ခဲ့တယ်အဲ့ Division မှာကန်ခဲ့သမျှဟိုယာဒီတိုင်းမှာလည်းကိုတို့အတင်းကအမြဲတမ်း top goal scorer ဆိုတာအ
အမြဲတမ်းရတယ် ဟုတ်ကဲ့ကို ဘာဖြစ်လဲဆိုတော့ကိုလိုရှိမှာတကယ်ကို complete ဖြစ်တဲ့ striker ပေါ့2ယောက်ပေါ့ပြောလို့ရှိတယောက်ကမင်းတို့မိချင်းမိမယ်ကိုတော့ဘိုးချန်လို့ခေါ်တယ် ဟုတ်ကဲ့ကို နောက်တစ်ယောက်ကတော့ကိုလိုရှိမှာຫນွေမိုးဝင်းဆိုတာရှိတယ်သူကကြတော့ဘောလုံးကိုဟိုအရင်တော့ဟို Michael Owen နဲ့ Husky တို့လိုမျိုးအတွဲလိုမျိုးအေးလားမလားဟိုຫນွေမိုးဝင်းဆိုတာသူကအရန်လေးမြန်နေခေါင်းတွေပါလေအရန်ကောင်းအဆုံးသက်သေးကြတယ်ဘိုးချန်ကြတော့ပါလဲဆိုအဲ့တလုံးကန်တာတွေကအရန်ကောင်းဘဲညာကန်တာတွေကအရန်ကောင်းအဲ့သူတို့နှစ်ယောက်ကဒီ442ပေါ့ကိုလိုအရင်တော့ဒီ traditional 442နဲ့ပဲကစားတဲ့ခါကျသူတို့နှစ်ယောက်ကိုရှေ့မှာတင်ထားလိုက်လို့ရှိရင်ဘိုးဆိုတာကတော့မင်းပွဲတိုင်းဆိုတာကတော့ဟိုတကယ်ကိုဟိုပြောမလဲကိုမိုးရွာတာပဲ အဲ့တော့ဒီ ESPN division တွေမှာလည်းအမြဲတမ်းတော့ကိုစကူတာမိခပဲရတယ် မိခပဲရတယ်ဖိပိန်တုံပဲအဲ့ချိန်တော့ကလည်းဒါပေမဲ့ပွဲရ ESPN တို့ကတန်ဆိုင်မှုတင်းတယ်သူကနည်းနည်းဟို division မြင့်လာတဲ့အမျှအသိဉာဏ်ကြ ဟုတ်ကဲ့ ကိုတို့ division 1မှာဆိုလို့ရှိရင်ကိုတို့ကန်ရတာတွေအကုန်လုံးကဟိုနိုင်ငံတို့ကိုတို့လိုဗမာလိုပဲကွာမိခဆိုရင်ဒါဗမာကိုသားပြုတယ် ဟုတ်ကဲ့ကို အမှကိုတို့ကန်ရတာနိုင်ဂျီးရီးယားလို့ကိုသားပြုတယ် အော်အဲ့လိုမျိုးအသေးနေလည်းရှိရပေါ့ တသိန်းတို့နိုင်ဂျီးရီးယားတွေစီနီကောအဲ့ချိန်မှာငါတို့ဒီ2002မှာကွာမင်းဟိုစီနီကောကပြင်သစ်ကိုကင်ထလိုက်တာဟုတ်ကဲ့ကွာဖလာမှာအဲ့ဒီမှာစီနီကောဆိုတဲ့အတင်းလည်းရှိတယ်စီနီကောတွေကြီးပဲ ဒါဆိုစီနီကောဒီအတင်းဂျာစီနဲ့ကန်ကြတာ အဲ့လိုပေါ့သူတို့လည်းဂျာစီတွေနဲ့အီတလီဆိုအီတလီဂျာစီပြည့်နေအီတလီအတင်းအိုင်လန်အတင်းအဲ့လိုမျိုးတွေနဲ့ကန်ကြတာအဲ့မှာမင်းသူတို့ရဲ့ဒီစီနီကောတို့ဒီပြင်သစ်တို့အီတလီတို့ဆိုအရက်တွေနဲတာအခုအရက်က6ပေရှိကိုယ့်ရဲ့ခေါင်းတလုံးမြင်းတဲ့ကောင်ကြီးဗမာမှာတကယ်သေးတာကိုရီအဲ့ဒီကိုရီဒီမှာလဲကိုရီအရက်အမောင်းနဲ့ရှိတဲ့ကောင်တွေကလည်းမရှိဘူးဆိုရင်6ရက်9ရက်ရှိတာ ဟုတ်ကဲ့ ရက်6ပေလောက်ရှိတဲ့ကောင်တွေကလည်း6ရက်9ရက်လောက်ရှိတာအဲ့ဒါကမှဒီကိုရီတိုးရတဲ့ကောင်တွေကသူတို့ရဲ့ကိုယ့်ရဲ့မြင်းတဲ့ကောင်တွေကြီးပဲအကုန်လုံးကအနည်းဆုံးကတော့ကိုယ့်ရဲ့ခေါင်းတလုံးမြင်းတဲ့ကောင်တွေကိုရီကအမြင်းနဲ့သူတို့ဂျိုင်းအောင် ဟုတ်ကဲ့ အဲ့လိုမျိုးတွေပေါ့နော်ငါတို့ကစားခဲ့ရတာပေါ့အဲ့ချိန်တော့အဲ့မှာလည်းငါတို့တော်တော်လေးတော့ဟိုဘယ်လိုပြောမလဲပညာတော့ရတာပေါ့ကွာဘာဖြစ်လဲဆိုတော့တရား nationality မတူတဲ့နဲ့မြဘောလုံး playing style လည်းမတူဘူးငါတို့အင်္ဂလန်ကစားကွက်နဲ့အီတလီကစားကွက်နဲ့မတူဘူးလို့ဂျာမန်နဲ့စပိန်ကစားနဲ့မတူဘူးလို့ပဲပေါ့အဲ့လိုပဲသူတို့နိုင်ငံကိုစားပြုအတီးတီးရဲ့သူတို့ jeans တွေပေါ့ကွာ jeans ထဲမှာက playing style ဆိုတာရှိနေတာ ဒါတော့ဟုတ်ပဲပေါ့ဒီမြန်မာတွေ play style နဲ့ဒီစာလုံးက play style မတူလို့ပေါ့ မှန်တယ်အဲ့ဒီခါကျငါတို့က နိုင်ငံလိုက်ခွဲသွားတာပေါ့ ဒါပေါ့နိုင်ငံလိုက်သူတို့ jeans ကမတူတဲ့ခါကျတော့တို့ကအဲ့ချိန်တော့ဘောလုံးကစားရတာတော့ဘယ်လိုပြောမလဲအများကြီးလေ့လာလို့ရတာပေါ့ကွာအများကြီးလေ့လာလို့ရတယ်ဥပမာဘယ်နိုင်ငံဘယ်လူမျိုးဆိုရင်ငါတို့ဘယ်လိုချင်းကပ်ရမလဲဆိုတဲ့ဒီ idea တွေပေါ့ကစားပုံကစားပေါက်တွေအဲ့ဒါတွေလည်းငါတို့ planning လုပ်ရတာပေါ့ along the way ပေါ့အဲ့တုန်းကတော့ဘောလုံးကစားရတာတော်တော် fun ဖြစ်တယ်ကွာဘာပြောဟိုလေ့လာကြရအများကြီးပေါ့ကွာဘောလုံးဆိုတာကွင်းထဲမှာဆက်တယောက်ဘဝစတယောက်ဒီဘက်စတယောက်ကန်နေရတယ်မဟုတ်ဘူးအဲ့နောက်ကွယ်ကဒီလေးလာလို့ဟာရတယ်အများကြီးရှိခဲ့တာပေါ့အဲ့ဒီဟာတွေကတော့ကိုတို့ရဲ့အာလီကြီးရတွေမှာအောင်မြင်မှုတွေပေါ့နောက်ပိုင်းကျတော့ ဒါဆိုရင်အခုဒီခုလိုမျိုးအောင်မြင်တဲ့မေခအသင်းဖြစ်ပေါ်လာဖို့အတွက်ပထမဆုံးဖွဲ့စည်းခဲ့တဲ့မေခကနေကအောင်မြင်မှုရင်းနဲ့အကိုတို့နှီးစပ်ခဲ့တာပေါ့နော်ဒီ ESPN division 432တွေမှာလည်း champion ဖြစ်ခဲ့ပြီးတော့ division 1 ထိတောင်တက်နိုင်ခဲ့တယ်ဆိုတော့မေခရဲ့တမိုင်းကြောင်းအစဉ်လာကစတင်ကနေကကြီးမားခဲ့တယ်ပေါ့ ကြီးမားတာမှတော်တော်လေးကိုသိတဲ့ကပြင်းထန်တာကိုတို့ခေတ်တုန်းကအရှုံးဆိုတာမင်းခေါင်းထဲကိုထည့်မပြောနဲ့ ဟုတ်ကဲ့ကို တရေကြပြီဆိုအချင်းချင်းညာဖြစ်ပြီအဲ့ပွဲတရေကြပြီဆိုတာနဲ့ပွဲပြီးတာနဲ့မှအချင်းချင်းအမင်းဗာဖြစ်တယ်ညာဖြစ်တယ်တယောက်နဲ့တယောက်လို့မျိုးသိရမှာငါမခင်လို့မဟုတ်ဘူးမချစ်လို့မဟုတ်တယောက်နဲ့တယောက်ဖြစ်တယ်ချင်းတယ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုး နိုင်လို့စိတ်ပြင်းပြတာ တော့အဲ့ရက်လက်ကိုတော့လက်မခံနိုင်ကြဘူး ဟုတ်ကဲ့ကို မိကားဆိုတာအဲ့ချိန်တော့ဆိုတာမင်းရှုံးပွဲဆိုတာမရှိဘူးခုနကကိုပြောသလိုပဲဒီကပဲတို့ဝါခတ်တို့ဆိုတာကိုတို့တဲ့စောတဲ့အတင်းဒါပေမဲ့နောက်ပိုင်းကျမှကိုတို့လိုလိုက်မှမရဘူးဘာဖြစ်လဲဆိုတော့ဒီခုနပြောသလိုပေါ့ကွာဒီတန်ယုံကအုံးမချခဲ့တဲ့ဂျုံမောင်းအတင်းလိုမျိုးလည်းဖြစ်သွားတာလေတခု ဟုတ်ကဲ့ကို အဲ့တချို့ကပဲလူတွေကိုတို့ရှိမှပါတယ်ဝါခတ်လူတွေလည်းကိုတို့ရှိမှပါကြတယ်အဲ့လိုမျိုးတွေပေါ့အဲ့ဒီခါကျတော့နောက်ပိုင်းမှာမိခဆိုတာကတရေဆိုတာတော့တက်လက်ဆိုတာမရှိတဲ့အတင်းတင်း ဟုတ်ကဲ့ တစ်နေ့လုံးကစားမှမယ်တပွဲနှစ်ပွဲလောက်ပဲတည်ကြတာ ဒါကတော့အရင်မေထစတင်တည်ထောင်ကမေခဖြတ်တန်းခဲ့တဲ့ရွှေအောင်ခစ်ပေါ့ ရွှေအောင်ခစ် ခုလဲနောင်မျိုးဆက်တွေရွှေအောင်ခစ်ကိုဖြတ်တန်းနေရပါတယ်ကို